မေတ္တာလောကဒေသနာတော်ကိုရုပ်ခတ်တဲ့ပူဇော်ပါမည်မေတ္တာလောကဒေသနာတော်၏မေတ္တာတော်အမှုတော်အပြင်မြန်မာနိုင်ငံလူနိုင်ငံသားဘာသူဘာသာပေါင်းအလုံးတို့ဝဇေမကပြေယဝါချမ်းသာဆန္ဒ၍တောင်းမြတ်တော်မေတ္တာလိုပါပြီးတော့လူချင်းလည်းပဲချင်းချင်းကြပါစေအထင်သေးချင်းချင်းချင်းကြပါစေဆင်းရဲလူချင်းချင်းချင်းကြပါစေလို့ကယောဂတဲ့ဘုရားရဲ့မေတ္တာတော်ကဒေသနာတော်များဖြစ်ပါသည်ယရာဘဝတောယခံဒီဝတ္တိပိပိလနံဤဒီဝါရိလောကတော်ရတိဒီဝါမသနိတောဒုက္ခဒုက္ခရိတောသောသမ္ဘာဝေတိနဘတတိဧဝမဏိဝုဒ္ဓဝေနဝိတံသမ္မာမဟိရဏိယမရဘုရေနယနာသံဃာပရပိသမေသတဘောဥစုသာတုစုသာသူအသောသတ္တမုဒုနတိမာနိတန္တုသဘောသာသူဘရောသာအဘဂေသောသတ္တယောကောပိတန္တေတိယောသာနိဘဘောသာဘာဂဘောဝေဘာနနုတေတောနာသဂောဓမ္မသေကိတိယေအဝိညုပရိဝေဝေယောဒုက္ခိနောဝခေမိနောဒုသဗ္ဗတနာဘောနုဒုက္ခိတတံယေကတိမာနဗုရတိတတဝါသဝဝနဝဒေတံဒီဃာယေဝမန္တမေတိမာရတကလူကတုလံတေနဝယေဝဒေနယေဝဒုေဝတံယဝေတုရေဘုရားသံဃေတိဝသဗ္ဗတနာဘောနုဒုက္ခိတတံနာဘရောပရိနိဘောပေရနာတိမေလကရတိနံကေစီယရတနာပိကတိဉာဏိနမေညတတောကမေစေယမာရယတတိယဗုဒ္ဓမာယုရာဧကဗုဒ္ဓမနုရခေဧဝပိသဗ္ဗပုရိသုမာနသဗ္ဗဝေအပရိမာဏံမေတ္တာသဗ္ဗလောကသဗ္ဗိမာနသဗ္ဗဝေအပရိမာဏံဩရံသောတတိယသာသမ္ပါဒံအဝေယောမလပတ္တံတေနံသရဏိတေယောဝါတေနောယောရတဝိလာမေတောဧရတေတေယဓမ္မ